ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ခင်မီအောင်သိပ္ပံဆွမ်းအားရှင်ကြော်ညာရိုက်ကမှဝေဖန်ခံနေရတဲ့အတိုင်းတွင်မင်္ဂလာပါပရိသတ်ကြီးမြန်မာပေါ်လီယိုလို့ပြောရလောက်အောင်အထိမြန်မာကားတွေကလူဟားစရာဖြစ်နေတဲ့အချိန်မှာပဲတက်သစ္စာမင်းသားကျော်လေးတိုင်တွင်ကတော့မြန်မာရုပ်ရှင်နဲ့ကြော်ညာလောကကြီးကိုအစစ်မီအောင်ဆိုပြီးတော့သိပ္ပံဆွမ်းအားရှင်ကြော်ညာတစ်ပုဒ်ကိုမကြာသေးမီကမှရိုက်ကူးခဲ့ပါတယ်ဒါပေမဲ့လည်းထိုင်နေတုန်းကအကောင်ထပ်သွားမှဂျိုမန်တီဆိုသလိုစေတနာနဲ့စွမ်းအားရှင်ဆိုပြီးထားလုပ်လိုက်မှပရိသတ်တွေကတိုင်တွင်ကိုငပေါ်ဆိုပြီးတော့ဝိုင်းလောင်နေကြတာပဲဖြစ်ပါတယ်။တိုင်တွင်ကအဆိုပါစွမ်းအားရှင်ကြော်ညာကို AGE Production ကနေတဆင့်ထိုင်းနိုင်ငံကဒါရိုက်တာကိုလင်းရဲ့ပတ်မိုးမှုနဲ့ရိုက်ကူးခဲ့တာဖြစ်ပြီးတော့နောက်ဆုံး editing ကိုတောင်မှထိုင်းနိုင်ငံမှာပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဝိစုံနဲ့အပြင်ဆင်တွေကိုလည်းထိုင်းကဒီဇိုင်နာကပဲပြင်ဆင်ထားတာဖြစ်ပြီးတော့ဒီကြော်ညာရိုက်ကူးဖို့အတွက်ကိုတော့ production 2ခု3ခုပူးပေါင်းရတဲ့အထိအတော်လေးကိုကြိုးစားပန်းစားနဲ့ရိုက်ကူးထားရကြောင်းကိုသိရပါတယ်။တိုင်တွင်ကဒီကြော်ညာကိုမာလာမြိုင်မိုးတီဓမြေဩစာနဲ့လိုက်ဖက်အောင်စူပါဟီးရိုးဇက်ကောင်တွေနဲ့ပြင်ဆင်ခဲ့တယ်လို့လည်းထုတ်ဖော်ပြောသွားပြီးတော့ကြော်ညာကခလေးကြိုက်ဖန်တီးထားတာဖြစ်တယ်လို့ပါအသိပေးသွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲသူ့ကိုစွမ်းအားရှင်ကြော်ညာရိုက်လို့ဝေဖန်နေကြတဲ့ပရိသတ်တွေကိုလည်းဘလောက်ဝေဖန်ကျွန်တော်ကတော့စိတ်ထဲမထည့်ပါဘူး။ဝေဖန်နေဆိုတာကျွန်တော်တို့ဖန်တီးထားတာကိုကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တဲ့ဝေဖန်လေးသဘောကျလေးပဲစူးစမ်းမှုမှာလိုအပ်မှုရှိနေသေးလို့သူတို့မျက်လုံးထဲမှာအမြင်မတော်လို့ပြောတယ်လို့ပဲခံယူထားတယ်။ကိုကတရားရဂိုင်တို့ကောင်းမွန်နေရနဲ့အပြောခံရတဲ့ဆိုရင်တော့တမျိုးပေါ့။ခုခါကကျွန်တော်တို့စူးစမ်းထားတဲ့ဆိုပေမဲ့လည်းပြောစရာလေးတွေဖြစ်သွားတော့အပြောခံလိုက်ရတယ်။ကိစ္စမရှိပါဘူး။ကျွန်တော်ကိုပိုကောင်းလာဖို့ပရိသတ်တွေကတင်ပေးတယ်။နားချတယ်လို့ပဲခံယူထားပါတယ်။ဒါကြောင့်ဘလို့ပဲပြောစိတ်ထဲမထည့်ပါဘူး။စိတ်အနှောက်ရှက်လည်းမဖြစ်ပါဘူး။ဝေဖန်လေးကျေးဇူးတင်လေးပါလို့သူ့ရဲ့ခံယူချက်လေးကိုထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒါရင်မကသေးပဲကြော်ညာကြည့်ပြီးတော့နားမလည်လိုက်ကြတဲ့သူတွေအတွက်လည်းတိုင်တွင်ကကြော်ညာရဲ့အထိပ္ပယ်ကိုပြန်ရှင်းပြသွားခဲ့ပြီးကျွန်တော်ဝစ်ဆုံဆိုရင်လက်သမားကိုစားပြူတာပါနောက်မှခမောက်လေးတောင်ပါသေးတယ်နောက်နှစ်တွေကြာတဲ့အခါကျွန်တော်တို့ကဘာကြီးပြတ်သွားပြီးတော့သိပ္ပံခေကိုရောက်လာရင်ပေါ့ဗျာအဲ့ဒီကြရင်မြေကြီးမှာအာဟာရတွေလည်းမရှိတော့ဘူးစိုက်ပျိုးလို့မရတော့ဘူးဘာစိုက်မဖြစ်ထမှုအဲ့တော့လက်သမားကစိတ်ဓာတ်ကြတယ်သူကမိုးကောင်းကင်ကြီးကိုအပြစ်ပြောတယ်မိုးဘော်ကကူညီမဲ့ဆွမ်းအားရှင်တွေကြာလာပြီးတော့ကူညီပေးတယ်ဒါပေမဲ့အလုံးမဖြစ်ဘူးနောက်ဆုံးမာလာမြိုင်မိုးတီဓမြေဩဇာနဲ့မှအဆင်ပြေသွားတယ်ဆိုတော့အဲ့လို story ဆန်ဇလင်လေးထားပြီးတော့ကြိုးစားရိုက်ကူးခဲ့တာပေါ့အရန်ပူတဲ့လေကွင်းကြီးမှာတွားရိုက်ခဲ့ရပြီးမှစိတ်ကျဉ်နှလောက်ကြာအနေထားလေးထွက်လာလို့ကျွန်တော်ကတော့သဘောကျမိပါတယ်နောက်လဲစူပါဟီးရိုးတွေကိုအလင်းတင်တယ်လို့ဖန်တီးသွားမှာပါလို့သူကရှင်းပြခဲ့ပါသေးတယ်ဒါပေမဲ့လည်းပရိသတ်တွေကတော့တိုင်တွင်ရဲ့အာပါတိယပြောသွားမှုကြီးအပေါ်မှာတော့ဘောကားစံချိန်မိပါတယ်တိုင်တွင်ရဲ့မင်းကိုပေါ်တော်တော်တွေမရိုက်ဘူးထင်နေတာမင်းတို့ဟာကခလေးကြိုက်ဟာတတောင်မဟုတ်တော့ဘူးအသက်ကြီးတဲ့ငပေါ်တွေဖြစ်နေပြီလို့အာကြီးနဲ့ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်ရှင်ပရိသတ်ကြီးတို့လည်းတိုင်တွင်ရဲ့စွမ်းအားရှင်ကြော်ညာကိုကြည့်ပြီးသွားပြီဆိုရင်တော့အဲ့ဒီကြော်ညာထဲမှာတိုင်တွင်တကယ်ပဲပေါ်သလားဆိုတာကိုတော့ကွန်မန့်လေးမှာဖြေသွားခဲ့ပေးပါဦးနော်